အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ပြီးတော့ channel အသစ်လေးချစ်စနိုး channel လေးကိုလည်းအားပေးကြပါလို့တောင်းဆိုပါရစေကဲဒီနေ့မှာတော့အမျိုးသားတွေအတွက်ကြောက်ဟော်မုန်းမြင့်တင်နိုင်မဲ့နေလငါချက်ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးချင်ပါတယ်အမျိုးသားတွေအတွက်တကယ့်ကိုအရေးကြီးတဲ့ကြောက်ဟော်မုန်းတက်စတိုစတေရွန်ကိုတဘာဝလိင်တာမြင့်တင်ပေးနိုင်မဲ့နေလကောင်းတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်။ကြောက်ဟော်မုန်းတက်စတိုစတေရွန်ကအမျိုးသားတိုင်းအတွက်အရေးကြီးတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီးတော့လိင်မှုဆက်ရာနဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေမှာကိုငွေထောက်ပံ့ပေးပါတယ်နော်။အမျိုးသမီးမှာဒီဟော်မုန်းကိုတွေ့ရတတ်ပေမဲ့လည်းအမျိုးသားတွေမှာတော့ရာခိုင်နှုန်းပိုများလေးရှိပါတယ်။ဒီဟာကတော့အမျိုးသားတွေငယ်စဉ်ကလေးကပေါ့နော်အပြိုဖော်ဝင်စမှာဒီဟော်မုန်းတွေကိုထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့အသက်ကြီးလာတာနဲ့အမျှတက်စတိုစတေရွန်ပမာဏအလျော့နည်းလာပြီးတော့အကျန်းမာရေးအခြေအနေနဲ့နေထိုင်မှုပုံစံနည်းစနစ်မှာယူမှုတွေကြောင့်ကြောက်ဟော်မုန်းကျဆင်းနိုင်စေပါတယ်တက်စတိုစတေရွန်ဟော်မုန်းကျဆင်းမှုကအမျိုးသားတွေအနေနဲ့ပေါ့နော်မျိုးဆက်ပြန့်ပွားမှုနဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာနိုင်စေပါတယ်။တက်စတိုစတေရွန်ဟော်မုန်းကိုမြင့်တင်ဖို့ဆေးဝါးကုသမှုနဲ့ဖြစ်စစ်စာတွေအပြင်တဘာဝအတိုင်းပြုလုပ်လို့ရတဲ့နည်းလမ်းတွေကလည်းအများကြီးရှိပါတယ်နော်။ဒီနေ့မှာတော့တက်စတိုစတေရွန်ကိုတဘာဝအတိုင်းဖြစ်ထွန်းလို့ရတဲ့နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြပါအောင်နော်။နံပါတ်1ချက်မှာတော့လေ့ကျင့်ခန်းပုံမှန်လုပ်ပါကိုယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကလူသားတိုင်းအတွက်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေသွေးလည်ပတ်မှုကောင်းမှုတွေအပြင်အမျိုးသားတွေအတွက်ပေါ့နော်တက်စတိုစတေရွန်ပမာဏကိုမြင့်တင်လာနိုင်စေပါတယ်ဒါတွေမကပါဘူးကျန်းမာတဲ့ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်ပြီးတော့အမျိုးသားတွေရဲ့လိင်မှုကိစ္စစွမ်းဆောင်ရပါဝင်ခန္ဓာကိုယ်ရဲ့အလုံးစုံကျန်းမာရေးကိုပါတိုးမြင့်လာစေမှာပဲဖြစ်ပါတယ်လမ်းလျှောက်ခြင်းပေးခြင်းတိုက်ထိုးခြင်းရေကိုးခြင်းစတဲ့ကိုယ်လက်လှုပ်ရှားနည်းတွေအပြင်ပေါ့ဝိမခြင်းကဲ့သို့ကစားပေးမယ်ဆိုလို့ရှိရင်တော့တက်စတိုစတေရွန်ဟော်မုန်းပမာဏကိုတဘာဝအတိုင်းမြင့်တက်လာစေမှာပဲဖြစ်ပါတယ်နံပါတ်2ချက်မှာတော့အာဟာရပြည့်ဝအောင်စားပေးပါအာဟာရကောင်းမွန်စွာစားသုံးခြင်းကလည်းအမျိုးသားတွေရဲ့တက်စတိုစတေရွန်ကိုအများကြီးအထောက်အကူဖြစ်စေပါတယ်တနေ့တာကိုစားတဲ့အထင်းမှာပေါ့နော်အဆီဓာတ်ပါအောင်စားမယ်ဆိုလို့ရှိရင်တော့တက်စတိုစတေရွန်မြင့်တက်လာမှာပဲဖြစ်ပါတယ်ပရိုတင်းဓာတ်လုံလောက်အောင်ပြည့်ဝအောင်စားပေးခြင်းကကျန်းမာတဲ့တက်စတိုစတေရွန်ပမာဏကိုထိန်းထားဖို့ကိုငွေပေးနိုင်တယ်လို့စက်သားတွေကြန့်ခိုင်တမ်းမာလာစေဖို့အတွက်အထောက်အကူပြုပါတယ်အလားတူကျန်းမာတဲ့အစီနဲ့ကစီရက်တွေကိုစားသုံးမယ်ဆိုလို့ရှိရင်လည်းကြားဟော်မုန်းပမာဏကိုငြိမ်မြတ်စေပြီးတော့တဏိတာလုံးမှာခွန်အားပြည့်ဝလန်းဆန်းတက်ကြွစေမှာပဲဖြစ်ပါတယ်နံပါတ်3ချက်မှာတော့စိတ်ဖြစ်စေမှုရော့ချခြင်းပေါ့နော်စိတ်ဖြစ်စေမှုဆိုတာကအမျိုးသားတွေရဲ့တက်စတိုစတေရွန်ကိုကျဆင်းစေနိုင်တဲ့အဓိကတရားခံပဲဖြစ်ပါတယ်နော်တိလာမှုတွေအရာပြင်းထန်တဲ့စိတ်ဖြစ်စေမှုတွေနဲ့ရည်ရှိစိတ်ဖြစ်စေမှုတွေဟာဟော်မုန်းငြိမ်ညာမှုကိုဖြစ်ပေါ်စေပြီးတော့တက်စတိုစတေရွန်အဆင့်ကိုအနောက်ရှက်ဖြစ်စေနိုင်တယ်လို့တုပ်ဘူးထုတ်တဲ့မျိုးပွားနှုန်းကိုပါကျဆင်းနိုင်စေမယ်လို့ဆိုပါတယ်စိတ်ဖြစ်စေမှုတွေဟာစိတ်ဆန္ဒရော့ကျတာလိင်အင်္ဂါမထောင်မနိုင်တာပြီးတော့နောက်ဆုံးအဆိုးဆုံးအခြေအနေကပန်းသေးပန်းညွတ်ခြင်းကိုပါဖြစ်ပေါ်စေပါတယ်နံပါတ်4ချက်မှာတော့နေရောင်ခြည်နဲ့ထိတွေ့ပါကျမတို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်ဒီဓာတ်ကိုနေရောင်ခြည်ကပေးစွမ်းပါတယ်ဗိုက်တာမင်ဒီကကျမတို့ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စေတဲ့ဟာကိုကောင်းမွန်စေတဲ့အပြင်အမျိုးသားတွေမှာရှိတဲ့တက်စတိုစတေရွန်ပမာဏကိုလည်းမြင့်တင်ပေးပါတယ်နော်သူတည်တနာပြုချက်တွေအရာကတော့နေရောင်ခြည်နဲ့ကောင်းစွာထိတွေ့မှုရှိတဲ့ဗိုက်တာမင်ဒီဓာတ်လုံလောက်စွာရရှိတဲ့အမျိုးသားတွေမှာတက်စတိုစတေရွန် level ကိုတိုးမြင့်စေပြီးတော့ပန်းတီပန်းညွတ်ဖြစ်ဝေဒနာကိုပါကာကွယ်ကုသနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ဗိုက်တာမင်ဒီကိုနေရောင်ခြည်အပြင်အစားအစာနဲ့ဖြစ်စစ်စာတွေကနေလည်းရရှိနိုင်ပါတယ်နော်နံပါတ်5ချက်မှာတော့အေးဝဝအိပ်ပါတ
ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပိုက်ဆိုင်ခြင်းတယ်ဆိုလို့ရှိရင်တော့အစာအသောက်လက်ကျင့်ခန်းတွေအပြင်အိပ်ရေးဝအိပ်ဖို့ကလည်းများစွာလိုအပ်ပါတယ်နော်ညဖက်တွေမှာကောင်းစွာဆက်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဟော်မုန်းအပြောင်းလဲနဲ့အုံနောက်ဆွမ်းဆောင်ရည်ကိုကျဆင်းစေပြီးတော့တက်စတိုစတရွန်ပမာဏကိုလည်းတဖြည်းဖြည်းလျော့နေလာစေမှာဖြစ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ကအိပ်စစ်မှုပုံစံချင်းမတူပေမဲ့လည်းဖြန်းမြအဖြစ်ပေါ့နော်တနည်းကို9နာရီသာအိပ်မဲ့ဆိုလို့ရှိရင်တော့တက်စတိုစတရွန်ပမာဏက10%ကနေ15%ထိကျဆင်းသွားစေနိုင်ပါတယ်ဒါကြောင့်မို့လို့ကြောက်ဟော်မုန်းတက်စတိုစတရွန်ကိုတိုးမြင့်စေချင်တယ်ဆိုလို့ရှိရင်တော့တညကိုအနည်းဆုံး9နာရီကနေပြီးတော့10နာရီခန့်လုံလောက်စွာအိပ်စစ်ဖို့တော့လိုအပ်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်